အားလုံးပဲမင်္ဂလာပါ။ Infinite Tarot ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီတစ်ခေါက်လုပ်ပေးသွားမယ့် reading လေးကကြတော့ဒီတစ်ဖက်လူကပေါ့နော်ကိုယ်နဲ့ပတ်သက်ပြီးတော့မှဘာတွေတွေးနေတယ်လဲကိုယ့်အကြောင်းတော့ပေါ့နော် connection အကြောင်းနဲ့ပတ်သက်ပြီးတော့မှ energy check လေးလည်းပါတယ်ပေါ့နော်ဟောပြပေးသွားမှာဖြစ်ပါတယ်။ရွေးချယ်စရာ group 3ခုရှိပါတယ်။ဒီ number လေးတွေလည်းချပေးထားပါတယ်။ဒီ group 3ခုကိုတေချာလေးလိုက်ကြည့်ပါ။ဒီ group မရွေးခင်ပေါ့နော်တစ်ဖက်လူကိုလည်းတစ်ချက်လောက်အာရုံပြုတာမျိုးလေးလုပ်ပါလုပ်ပြီးတော့မှကိုယ်စိတ်ကိုအဆွဲဆောင်ဆုံး group တစ်ခုရွေးလိုက်ပါရွေးပြီးသွားရင်ဒီမှာတစ်ခါ time stamp လေးချပေးထားတယ်ပေါ့နော် post မှာလည်း time stamp လေးချပေးထားပါတယ်ကြော်ကြည့်လိုက်ရင်ရပါပြီရှင်ဒီ reading နဲ့မသွားခင်ပေါ့နော် April 1ရက်ကနေ10ရက်နေ့အထိပေါ့နော် booking လာယူတဲ့သူတွေတိုင်းကိုပေါ့နော် 20% discount လေးရှိရပေါ့နော် package အသစ်လေးလည်းရှိရတဲ့အတွက်ကြောင့်မလို့ post မှာချပေးထားတဲ့ဒီ link ကနေတစ်ဆင့်ဝင်ကြည့်လိုက်ရင်ရပါတယ်ရှင်group 1ကိုရေးထားတဲ့သူတွေအားလုံးပဲမင်္ဂလာပါအရင်ဆုံးပေါ့နော်တစ်ဖက်လူနဲ့ကိုရဲ့လက်ရှိအခြေအနေပေါ့နော် connection ရဲ့အခြေအနေလေးကို energy check လေးလုပ်ပေးထားပါတယ်ကတ်လေးအနေနဲ့ကကြတော့ဒီကတ်ပေါ့နော် Aries I am ဆိုတဲ့ကတ်လေးကြာလာတယ်ပေါ့နော်ဒီကတ်ရဲ့ energy အရာပေါ့နော်သူနဲ့ကိုနဲ့အခုလောလောလတ်လတ်ပေါ့နော်အခြေအနေလေးတွေကenergy နှမျိုးတော့တွေ့ရတယ်ပေါ့နော်ဒီမြင်အောင်ပြောရမယ်ဆိုရင်တော့အဆင်ပြေတဲ့သူတွေနဲ့မပြေတဲ့သူတွေဆိုပြီးတော့မှပြောလို့ရတယ်ပေါ့နော်အဆင်ပြေတဲ့သူတွေလောလောလတ်လတ်လူနဲ့ကိုကြားထဲမှာပေါ့နော်အလိုကြီးကြီးမားမားပြဿနာတက်ထားတာမျိုးမရှိဘူးနှစ်ယောက်လုံးပုံမှန်ပဲ easy ပဲဆိုတဲ့သူတွေကကြတော့ဒီ connection နဲ့ပတ်သက်ပြီးတော့မှနှစ်ယောက်လုံးကအဲ့လိုမျိုး passionate ဖြစ်နေကြတယ်ပေါ့နော်ရှေ့ကိုဆက်ချင်တယ်ရှေ့ကိုသွားချင်တယ်ရှေ့သွားဖို့အတွက်နှစ်ယောက်ရဲ့အနာဂတ်နဲ့ပတ်သက်ပြီးတော့မှကိုလည်းအရန်စူးစမ်းတယ်သူလည်းစူးစမ်းတယ်နောက်ပြီးတော့အဲ့လိုကိုယ့်ဘက်ကလည်းသူနဲ့အတူတူရှိဖို့အတွက်ပဲဖြစ်ဖြစ်နီးစပ်ဖို့အတွက်အရန်ကြီးစူးစမ်းနေတယ်ပေါ့နော်တစ်ဖက်လူကလည်းအဲ့လိုပဲကိုယ့်စီကိုလာဖို့အတွက်ကိုနဲ့အတူတူပေါင်းဖက်ဖို့အတွက်ကိုနှစ်ယောက်လုံးကစူးစမ်းနေကြတယ်ပေါ့နော်ဒါပေမဲ့လည်းအဲ့လိုမျိုးကိုလည်းကိုယ့်ဘက်သားကိုစူးစမ်းသူလည်းသူ့ဘက်သားသူစူးစမ်းဆိုတဲ့အခါကျနှစ်ယောက်ကြားထဲမှာအဲ့လိုမျိုး distance လေးရှိလာတာမျိုးလေးမြင်ရတယ်ပေါ့နော် distance ရှိရဆိုတာကအဲ့လိုကိုကလည်းတခြားဟာတွေလုံနေတယ်သူကလည်းတခြားဟာတွေလုံနေရဆိုတဲ့အခါကျဒီ connection ကိုတိတ်ပြီးတော့မှအချိန်မပေးနိုင်တာတို့နှစ်ယောက်အရင်တော့လောက်နွေးနွေးထွေးထွေးမရှိတာတို့ဒါနောက်ပြီးတော့ပေါ့နော်အဲ့လိုနွေးနွေးထွေးထွေးမရှိတဲ့အခါကျတယောက်ကိုတယောက်လမ်းကြတယ်တတိယကြတယ်ဒါကြောင့်နှစ်ယောက်ကအတူတူအချိန်ကုန်ဆုံးတာမျိုးမရှိဘဲနဲ့အဲ့လိုမျိုးပို့ပြီးတော့မှခံစားရလေတခြားအရာတွေပေါ်မှာပို့ပြီးအာရုံစိုက်ပြီးတော့မှအတင်းကြိုးစားကြလေဆိုတဲ့ energy မျိုးပေါ့နော်အဲ့လိုမျိုးလေးတွေ့ရတယ်ဒါကအဆင်ပြေတဲ့သူတွေရဲ့ energy ပေါ့နော်အဆင်မပြေတဲ့သူတွေရဲ့ energy ကကြတော့အဲ့လိုမာနာချင်းပြိုင်နေတာပေါ့နော်ကိုကလည်းကိုတပြားမှမလျှော်ဘူးသူကလည်းတပြားမှမလျှော်ဘူးကိုကလည်းကိုမှန်တယ်ဒီဖြစ်နေတဲ့ပြဿနာတွေပဲဖြစ်ဖြစ်ဒီကိစ္စတွေကြားမှာပေါ့နော်ကိုကစပြီးတောင်းပန်တာမျိုးလို့စပြီးဆက်သွယ်တာမျိုးလို့ကိုဘက်ကစပြီးတော့မှသူစီကိုသွားတာမျိုးတခုမှမလုပ်ဘူးသူကလည်းအဲ့လိုပဲပေါ့နော်ကိုစီကိုပြန်လာတာမျိုးပဲဖြစ်ဖြစ်အရေးရောင်တော့မှတိတ်မတွေ့ရဘူးပေါ့နော်ဒါကြောင့်မလို့ကိုကလည်းသူ့ဘက်ကမလာသေးသူတပြားမှမလျှော်ဘူးသူကလည်းအဲ့လိုကိုဘက်ကအလျှော်မပေးသေးသူတပြားမှမလျှော်ဘူးမပြောင်းလဲဘူးဆိုရင်နှစ်ယောက်လုံးကတင်းမာလုံးပေါ့နော် distance ဖြစ်နေတာမျိုးပေါ့နော်တယောက်နဲ့တယောက်ဝေးနေကြတာမျိုးအဆက်အသွယ်ပြတ်နေကြတာမျိုးလေးနဲ့ဖြစ်ကောင်းဖြစ်နိုင်တယ်ဒါကြောင့်ဒီ connection ကကြတော့ပေါ့နော်ဒီ group ရဲ့ energy ရဲ့အဓိကကြတော့သူနဲ့ကိုနဲ့ရှေ့တော့ဆက်နေကြတယ်ရှေ့တော့သွားနေကြတယ်အဆင်မပြေတဲ့အတွဲတွေပဲဖြစ်ဖြစ်ပေါ့နော်အဆင်မပြေတဲ့သူတွေကလည်းအဲ့လိုမျိုးဒီ connection ပြီးပြတ်သွားတာမျိုးတော့မဟုတ်ဘူးဒါပေမဲ့လည်းဂျားထဲမှာအဲ့လိုမျိုးအဆက်အသွယ်တွေအရင်ရှိနေတာမျိုးတော့မဟုတ်ဘူးနွေးနွေးထွေးထွေးတော့ဖြစ်မနေကြဘူးဆိုတဲ့ energy လေးကအဓိကပေါ့နော်ဒါလေးက energy ကြိုက်တယ်ဆိုရင်တော့ကိုယ့်အတွက်ဟုတ်လိမ့်မယ်ပေါ့နော်မဟုတ်ဘူးဆိုရင်တော့တခြား group တွေရွေးကြည့်ပါရွေးကြည့်လို့မှမရှိရင်တော့ဒီဗီဒီယိုကကိုယ့်အတွက်မဟုတ်လို့ဖြစ်လိမ့်မယ်ပေါ့နော်အဲ့ဒါဆိုရင်အရင်ဆုံးပေါ့နော်တစ်ဖက်လူကကိုယ်နဲ့ပတ်သက်ပြီးတော့မှဘာတွေတွေးနေသလဲဆိုရင်ကလေးကကြတော့ဒီ King of Cups ဆိုတဲ့ကလေးကြာလာတယ်ပေါ့နော်တစ်ဖက်လူကကိုယ်နဲ့ပတ်သက်ရင်တော့ပေါ့နော်ဒီမှာပြောသွားတဲ့ energy နှစ်ခုဆိုတော့ပေါ့နော်အရင်ဆုံးအဆင်ပြေနေတဲ့သူလေးတွေကကြတော့သူကကိုယ့်ကိုတော်တော်လေးပေါ့နော်အဲ့လိုသူ့ကိုယ်သူမလုံလောက်ဘူးလို့ခံစားနေရတာပေါ့နော်သူဒီချက်ပို့ပြီးတော့မှစူးစမ်းရမယ်ဒီချက်ပို့ပြီးတော့မှဒီချပြရမယ့်အရာတွေရှိတယ်သူ့ဘက်ကတာဝန်မကျေဘူးလို့လည်းခံစားနေရတယ်ပေါ့နော်နောက်ပြီးတော့သူကတိတ်ပြီးတော့မှအားမလို့အားများဖြစ်တယ်ပေါ့နော်အဲ့လိုကိုနဲ့သူ့ကြားထဲမှာဝေးကွာနေတဲ့အကွာဝေးပေါ့နော်အဲ့လို long distance ဖြစ်နေတာမျိုးဒါမှမဟုတ်နှစ်ယောက်ကြားထဲမှာကြားခံနေတာမျိုးတပ်ပါတီတွေရှိတာမျိုးတပ်ပါတီဆိုတာကလူတယောက်မှမဟုတ်ဘူးပေါ့နော်လူတယောက်မှတပ်ပါတီလို့ခေါ်တာမဟုတ်ဘူးအဲ့လိုတခြားပေါ့နော်အလုပ်ကိစ္စတို့တခြားသူတွေတို့တခြားအကြောင်းအရာတွေတို့ရှိတဲ့အခါကျသူ့ဘက်ကအဲ့လိုအရန်ကြီးကိုယ့်ပေါ်မှာချစ်တဲ့ချစ်တွေပဲဖြစ်ကိုယ့်ပေါ်မှာထားတဲ့စိတ်ခံစားချက်တွေကိုပုံမှန်လင်းလင်းမြင်သာသာသူက
ထုတ်ပြနိုင်စွမ်းမရှိဘူးပေါ့နော်အဲ့လိုမရှိတဲ့အခါကျတော့သူကအာရန်ကိုအားမလို့အားမရဖြစ်နေတာပေါ့နော်ဒါကြောင့်မလို့သူ့ကိုသူအပြစ်တင်နေတာမျိုးတွေလည်းရှိတယ်နောက်ပြီးတော့ကိုယ့်ပေါ်မှာအားနာတာမျိုးလေးလည်းရှိရပေါ့နော်ကိုကလည်းဒီ connection နဲ့ရောက်အတူတူနီးဖို့အတွက်စူးစမ်းနေတဲ့ဟာတွေလည်းမြင်ရတယ်အမှန်တကယ်တမ်းတော့သူကအဲ့ဒီတာဝန်တွေကိုခွဲမပေးချင်ဘူးပေါ့နော်သူတယောက်တည်းပဲအကုန်လုံးထမ်းချင်တာဒါပေမဲ့ကိုကလည်းဒီ connection အတွက်ပြင်ပန်းနေရတယ်ဆိုတဲ့အခါကျသူကအဲ့ဒါတွေကိုမကြည့်ရဘူးပေါ့နော်ဒါကြောင့်မလို့ကိုယ့်ပေါ်မှာအားနာတဲ့စိတ်တွေလည်းရှိတယ်နောက်ပြီးတော့သူဒီထက်ပိုပြီးတော့မှစူးစမ်းသွားမယ်ပေါ့နော်အဲ့လိုစူးစမ်းအဲ့ဂျားထဲမှာဘာဒီအနောက်ရှက်တွေပဲရှိနေပါစေသူဘက်ကစူးစမ်းပြီးတော့မှဒီအားစိုက်ထုတ်ပြီးတော့မှရိုးသားပွင့်လင်းသွားပေါ့နော်ကိုယ့်ပေါ်မှာချစ်တဲ့ချစ်တွေကိုထုတ်ပြသွားမယ်တတိပြသွားမယ်ဆိုတဲ့အကြောင်းတွေကိုတွေးနေရဆိုတဲ့ဟာမျိုးမြင်ရတယ်ပေါ့နော်အဲ့လိုအစင်မပြေတဲ့သူတွေကကြတော့ဗျောင်းမြန်ပေါ့နော်ဘယ်လိုဗျောင်းမြန်လဲဆိုတော့ဘယ်လိုပြောမလဲသူကကြတော့ကိုယ်နောင်နာရစေတာပေါ့နော်သူကောင်းခဲ့တဲ့ဟာတွေသူကိုယ့်ပေါ်မှာလုပ်ပေးခဲ့တဲ့ဟာတွေကိုပြန်တွေးပြီးတော့မှသူကဒေါသထွက်နေတာဆိုတဲ့ energy မျိုးမြင်ရတယ်ပေါ့နော်ကိုကဘာမလို့ဒီလိုမျိုးလုပ်ရတာလဲပေါ့နော်သူကအရင်တုန်းကကိုယ့်ပေါ်မှာဒီလောက်ထိကောင်းပေးခဲ့တယ်ဒီလောက်ထိဦးစားပေးခဲ့တယ်ဒီလောက်ထိလုပ်ပေးခဲ့တာကိုသူ့ကိုကျေးဇူးတင်ရကောင်းမှမသိဘူးပေါ့နော်ဒါကြောင့်မလို့ကိုကတယောက်တည်းနေမှာကိုဒုက္ခကိုတိမှာတယောက်တည်းနေတော့မှသူ့ရဲ့နေရာလို့ကွက်လက်ကိုတိမှာဆိုပြီးတော့မှပေါ့နော်သူအဲ့လိုနည်းနည်းလေးကိုစိတ်တူတာမျိုးဒေါသထွက်တာမျိုးမြင်ရတယ်ဒါကြောင့်သူကဘယ်လိုပြောမလဲသူ့တန်ဖိုးကိုတိပြီးတော့မှသူ့စီကိုပြန်လာတာမျိုးကိုသူမျှော်လင့်တာပြန်လာလိမ့်မယ်လို့သူတွေးနေတယ်ထင်နေတယ်ဆိုတော့ energy လေးပေါ့နော်အဲ့ဒါမျိုးလေးတွေ့ရတယ်ဒါကကြတော့ကိုယ့်ပေါ်အတွေးပေါ့နော်နောက်တစ်ခုကကျတော့ connection ပေါ်ပေါ့နော် connection ပေါ်မှာပြောသူကဘာတွေတွေးနေတယ်လဲဆိုရင်ကလေးအနေနဲ့ကကြတော့ Ace of Cups ဆိုတဲ့ကလေးကြာလာပါတယ်ဒီအဆင်ပြေတဲ့သူတွေအနေနဲ့ကကြတော့ပေါ့နော်သူက connection နဲ့ပတ်သက်ပြီးတော့မှတော့ပေါ့နော်သူဘက်ကတခုခုလောက်ပြမယ်တခုခုချပြမယ်တခုခုလောက်တော့မယ်ဆိုတဲ့ဟာမျိုးမြင်ရတယ်ဒီကက်လေးထဲမှာကြည့်မယ်ဆိုရင်ပေါ့နော်ဒီကက်ထဲမှာမြင်နေရတဲ့သူကခွက်ကလေးကင်ထားတယ်ဒါပေမဲ့ဒီခွက်ကလေးကိုထုတ်လာတယ်ပေါ့နော်ဒါကြောင့်ဒီနှစ်ကက်ကိုဆက်ဆက်ပြီးကြည့်မယ်ဆိုရင်သူပြင်ဆင်နေရတယ်သူလုပ်နေရတယ်သူအပီးတက်တော့မယ်ပေါ့နော်အဲ့လိုလက်စတက်တော့မယ်လက်စတက်ပြီးတော့မှကိုယ့်စီကိုတခုခုယူလာပြီးတော့မှတဲဆောင်လာပြီးတော့မှသူကိုထုတ်ပြမယ်ထုတ်ပေးမယ်ဆိုတဲ့ပုံစံမျိုးမြင်ရတယ်ပေါ့နော်ဒါကြောင့်တချို့တွေကြတော့လေအဲ့လိုမျိုးအမျိုးမျိုးဖြစ်နိုင်တယ်ကိုက်ညီအားတွေ့ယူကြည့်ပေါ့နော်အဲ့လို long distance နေဆိုရင်လည်းသူကိုယ့်စီကိုလူကိုယ်တိုင်ရောက်လာတာမျိုးဖြစ်နိုင်တယ်နောက်တစ်ခုကတစ်ဖက်လူကကို propose လုပ်တာတို့လက်ထပ်ခွင့်တောင်းတာတို့အဲ့လိုမျိုးဒီတကယ်လို့ situationship ဆိုရင်လည်းပေါ့နော်ချစ်ခွင့်ပန်တာတို့တရားဝင်ရေးစားဖြစ်တာတို့လက်ထက်တာတို့ထိန်းညတာတို့စသဖြင့်ပေါ့နော်သူပြင်ဆင်နေတဲ့အရာသူလုပ်ပေးခြင်းတဲ့အရာသူထုတ်ပေးခြင်းတဲ့အရာတခုကိုကိုယ့်စီကိုကမ်းလှမ်းတော့မှာပေါ့နော်ဒါကြောင့်ဒီအစဉ်ပြေတဲ့သူတွေကကြတော့ဒီ connection ကိုအဆင့်တက်ဖို့အတွက်ကိုသူကစဉ်းစားနေတာအဲ့လိုသူ့ဘက်ကနည်းနည်းလေးပေါ့နော်အစီအစဉ်လေးတစ်ခုခုပဲဖြစ်ဖြစ်ပြက်လေးတစ်ခုခုတော့ကြံနေသေးတယ်အဲ့ဒါလေးပြီးသွားရင်ချက်ချင်းသူအကောင့်ထဲပေါ်တော့မယ်ဆိုတာမျိုးသူကတွေးနေတယ်ဆိုတဲ့ဟာလေးမြင်ရတယ်ပေါ့နော်နောက်ပြီးတော့ဒီအစင်မပြေတဲ့သူတွေအတွက်ကကြတော့နည်းနည်းလေးပေါ့နော်အစင်မပြေတဲ့သူတွေမှာဒီ energy ကိုဒီကက်ကိုဘယ်လိုမြင်ရတယ်လဲဆိုရင်ဒီလက်ကဒီခွက်ကိုပြန်ယူသွားတယ်ဆိုတဲ့ energy မျိုးလေးမြင်ရတယ်ပေါ့နော်ဒါကြောင့်သူပေးထားတဲ့အရာတွေကိုလာတောင်းလိမ့်မယ်သူအရင်တုန်းကလုပ်ပေးခဲ့တဲ့ဟာတွေကိုပြန်ပေးဆိုတာမျိုးအကျွေးတောင်းတယ်လို့မျိုးအဲ့လိုသူနဲ့ကိုကြားထဲမှာရှိခဲ့တဲ့အရာတွေသူလုပ်ပေးခဲ့တဲ့ဟာတွေပြန်ပေးဆိုပြီးတော့မှအဲ့လိုမကျေနပ်တဲ့ပုံစံနဲ့ကိုယ့်စီကိုပြန်လာတာမျိုးပြန်ဆက်သွယ်တာမျိုးလေးတော့ရှိနိုင်တယ်ပေါ့နော်ဒါပေမဲ့ तू ကအဲ့ဒီဟာတွေကိုပြန်လိုချင်လို့ပြန်ဆက်သွယ်တာမျိုးတော့မဟုတ်ဘူးအဓိကကိုယ့်ရဲ့ attention ကိုရချင်တာပေါ့နော်အဲ့လိုသူ့ကိုသတိရနေစေချင်တာသူ့အကြောင်းတွေးချင်တာ तू ဘာလို့မှမသိတဲ့အခါကျငါပေးခဲ့တာတွေငါ့ကိုပြန်ပေးဆိုတဲ့ပုံစံမျိုးလေးနဲ့ပေါ့နော် तू ကိုယ့်စီကိုပြန်ချင်းကပ်လာတာမျိုးရှိနိုင်တယ်ဖြစ်နိုင်တယ်ပေါ့နော်အဲ့လိုလေးလောက်ရမယ်ဆိုပြီး तू တွေးနေတာမျိုးပေါ့နော်အဲ့လိုအတွေးလေးတွေတွေ့ရပါတယ်နောက်ဆုံးအချက်ကကြတော့ဒီ connection ရဲ့အနာဂတ်ပေါ့နော်နှစ်ယောက်ရဲ့အနာဂတ်နဲ့ပတ်သက်ပြီးသူဘာတွေတွေးနေတယ်လဲဘာတွေလုပ်ဖို့ရှိတယ်လဲဆိုရင်ကကြတော့ change ဆိုတဲ့ကလေးကြာလာတယ်ပေါ့နော်ဒီအနာဂတ်နဲ့ပတ်သက်ပြီးတော့မှပေါ့နော်အစဉ်ပြေတဲ့သူတွေအတွက်ကကြတော့အဲ့လိုသူ့ဘက်ကအပြောင်းလဲဖြစ်လာတော့မယ်ပေါ့နော်ဒါကြောင့်တကယ်လို့ဒီ group ကိုရွေးတဲ့သူတွေထဲမှာ long distance လေးပါတယ်ဆိုရင်ဒီကက်ထဲမှာမြင်ရတဲ့ကားလေးပေါ်မှာပေါ့နော်အထုပ်ပိုးတွေရှိရသူကိုစီကိုအဲ့လိုမျိုးပြန်လာတာမျိုးပေါ့နော်အထုပ်ပိုးတွေနဲ့အပြီးသက်ရွှေ့ပြောင်းပြီးတော့မှကိုစီကိုပြန်လာတာမျိုးဒါမှမဟုတ်လဲအဲ့ဒီကားနဲ့ကိုလာခေါ်သွားတာမျိုးတို့အဲ့လိုမျိုးလေးမြင်ရတယ်ဒါကြောင့်အစဉ်ပြေနေတဲ့သူတွေကကြတော့သူနဲ့ကိုယ်နဲ့ဖူးစာလဲမှန်တယ် energy လဲကြိုက်တယ်
နောက်ပြီးတော့အဲ့လိုဘာအနောက်ရှက်တားစီတွေကလည်းပြီးတော့မှဆိုတဲ့အခါကျတေချာပေါက်အဆင့်တက်တော့မှာပေါ့နော်ဒါကြောင့်သူ့ဘက်ကမလုံနိုင်သေးဘူးဆိုရင်တော့ကံကြမ္မာကံတရားတွန်းပို့မှာပေါ့နော်တွန်းပို့မှာဆိုတာဘယ်လိုပြောမလဲလမ်းကြောင်းတွေပွင့်လာတော့မှာဆိုတဲ့အခါကျသူနဲ့ကိုယ်နဲ့ရှေ့ဆက်ဖြစ်လိမ့်မယ်ပေါင်းဖက်ဖြစ်လိမ့်မယ်အဆင့်တက်ဖြစ်လိမ့်မယ်ပေါ့နော်ဒါကသူ့ရဲ့အတွေးတွေဆိုတာထက်ပေါ့နော်အဲ့လိုကံကြမ္မာအရာဖြစ်ကိုဖြစ်ရမယ်ဖြစ်လာမယ်ဆိုတဲ့ကိစ္စမျိုးပို့ပြီးတော့မှမြင်ရတယ်ပေါ့နော်အစင်မပြေတဲ့သူတွေတချို့ကကြတော့ကိုက်ညီတာတော့တွေးယူရမယ်ပေါ့နော်တချို့ကြတော့လေအဲ့လိုကိုယ်စီကနေထွက်သွားတာမျိုးလမ်းခွဲစကားပြောပြီးတော့မှသူပေးခဲ့တဲ့ဟာတွေပြန်တောင်းပြီးတော့မှကိုယ်လုံးဝလှည့်မကြည့်ရနဲ့ထွက်သွားတာမျိုးလည်းဖြစ်နိုင်တယ်တချို့တွေကြတော့လေအခွင့်အရေးတစ်ခုတော့ရှိနေနိုင်သေးတယ်ပေါ့နော်ဘယ်လိုအခွင့်အရေးမျိုးလဲဆိုရင်ငါသွားတော့မှနေမလိုက်ဘူးလားနေမလိုက်ရင်နေခဲ့ဆိုပြီးတော့မှအဲ့လိုကိုလက်တော့မလွတ်ချင်ဘူးပေါ့နော်ဆောင်းကြီးအောင်ကြီးနဲ့သူပြန်လာခေါ်မဲ့ energy မျိုးလေးပေါ့နော်အဲ့လိုမျိုးလေးတွေ့ရတယ်ဒါကြောင့်ကိုင်းညီရတော့တွေးယူကြည့်ပေါ့နော်လူတွေကလည်းအများကြီးကြည့်မှာဆိုတဲ့အခါကျကိုယ့်ရဲ့အစီအစဉ်ကိုယ့်ရဲ့ကံရဖြစ်လာမှာဆိုပြီးတော့မှပေါ့နော်အဲ့တိုင်းလေးတွေ့ရပါတယ်ဟုတ်ကဲ့ပါဒီနေ့ reading လေးကတော့ဒီလောက်ထိပါပဲဆုံးဖြတ်ကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်ရှင်ဒီ reading လေးမသွားခင်ပေါ့နော် April 1ရက်ကနေ10ရက်နေ့အထိပေါ့နော် booking လာယူတဲ့သူတွေတိုင်းကိုပေါ့နော် 20% discount ရှိရပေါ့နော် package အသစ်လေးလည်းရှိရတဲ့အတွက်ကြောင့်မလို့ post မှာချပေးထားတဲ့ဒီ link ကနေတစ်ဆင့်ဝင်ကြည့်လိုက်ရင်ရပါတယ်ရှင်Hello crypto ကိုရေးထားတဲ့သူတွေအားလုံးပဲမင်္ဂလာပါအရင်ဆုံး energy check လေးလုပ်ပေးထားတယ်ပေါ့နော်တစ်ဖက်လူနဲ့ကိုရဲ့အခြေအနေပေါ့နော်နှစ်ယောက်ရဲ့အခုလက်ရှိအခြေအနေကဘယ်လိုမျိုးရှိနေသလဲဆိုရင်ပေါ့နော်ဒီမှာကြည့်ရတဲ့လောက်ကတော့နှစ်ယောက်ကနည်းနည်းလေးခက်ခဲတဲ့အခြေအနေတစ်ခုကိုဖြတ်တန်းထားရတဲ့ပုံစံမျိုးတွေ့ရတယ်ပေါ့နော်နှစ်ယောက်လုံးအဲ့လို control လုပ်လို့မရတဲ့အနေအထားတစ်ခုပဲဖြစ်ဖြစ်အဖြစ်ပြက်တွေအခြေအနေတစ်ခုကိုကြုံတွေ့နေရတယ်ဆိုတဲ့ပုံစံမျိုးမြင်ရတယ်ပေါ့နော်တချို့တွေကြတော့လေဒီနှစ်ယောက်ကိုမကွဲအောင်ခွဲတဲ့သူတွေပဲဖြစ်ဖြစ်ဒီနှစ်ယောက်ရှေ့ဆက်လို့မရတဲ့အခြေအနေတွေအကြောင်းပြချက်တွေရှိနေတယ်ဆိုတော့ပုံစံမျိုးတွေမြင်ရတယ်ပေါ့နော်တချို့တွေကြတော့လေဒီဟာကဖူးစာမပါလို့ကံမပါလို့ဆိုတော့ပုံစံမျိုးမြင်ရတယ်ပေါ့နော်ဒါပေမဲ့ဗီဒီယိုကြည့်နေတဲ့သူတိုင်းကိုတော့မဆိုလို့ဘူးပေါ့နော်ကြည့်နေတဲ့သူအချို့တွေထဲမှာပါတာကအဲ့လိုမျိုးသူနဲ့ကိုယ်နဲ့ရှေ့ဆက်လို့မရဘူးဒီနားမှာပဲတင်နေတယ်ဒီနားမှာတင်တန်တရားလဲနေတယ်ဒီနားမှာတင်ပဲပြန်ရောက်လာတယ်ဆိုတာကကြတော့အဲ့လိုကံကြမ္မာကံတရားရပေါင်းဖက်ဖို့ကံမပါလို့ဖူးစာမပါလို့ရှေ့တိုးလို့မရတာဆိုတဲ့သူတွေလည်းတချို့ပါနိုင်နေပေါ့နော်အဲ့ဒါလေးလည်းတစ်ချက်တွေ့ရတယ်နောက်ပြီးတော့နှစ်ယောက်ကြားထဲမှာပေါ့နော်အဲ့လိုရှေ့ဆက်လို့မရတဲ့အရာတခုဆိုတာကကြအဲ့လိုဘဝဝေကျွေးတွေနဲ့တက်ဆိုင်ပြီးတော့တက်ဆိုင်တဲ့အရာတွေလည်းဖြစ်နိုင်တယ်ပေါ့နော်အဲ့လိုသူ့ဘက်မှာသူဆက်ရမယ့်ဝေကျွေးတွေရှိနေတဲ့အခါကျအဲ့ဝေကျွေးတွေမကုန်သေးသေးသူနဲ့ကိုယ်နဲ့ပေါင်းဖက်လို့မရတာမျိုးတို့အဲ့လိုကိုယ့်ဘက်ကလည်းဖြစ်နိုင်တယ်ပေါ့နော်ကိုယ့်ဘက်မှာလည်းတခြားပြီးဆက်ရမယ့်ဝေကျွေးတွေရှိရဘဝအရာမလွဲတာတဲ့အရာတွေမရှောင်လို့မရတဲ့အရာတွေကြုံတွေ့နေရတဲ့အခါကျဒီ connection ကိုဘယ်လို့မှဦးစားပေးလို့မရဘူးတစ်ဖက်လူကိုရွေးချယ်လို့မရဘူးဆိုတော့ energy မျိုးလေးတွေပေါ့နော်အဲ့ဒါလေးတွေတွေ့ရတယ်နောက်ပြီးတော့ဒီတချို့တွေကြတော့လေပေါ့နော်ဒီနှစ်ယောက်ရဲ့ဒီ spiritual ဘိုင်းနေနဲ့ပတ်သက်လို့လည်းဖြစ်လိမ့်မယ်ပေါ့နော်အဲ့လိုမျိုးဒီ connection လေးရှေ့ဆက်ဖို့အတွက်ဆိုရင်နှစ်ယောက်လုံးကပြုပြင်ရမယ့်အရာတွေရှိတယ်ပြောင်းလဲရမယ့်ဟာတွေရှိတယ်ရင့်ကျက်ရမယ့်ဟာတွေရှိတယ်ပေါ့နော်သင်ခန်းစာတွေသင်ယူပြီးတော့မှရင့်ကျက်ပြောင်းလဲပြီးတော့မှကိုယ်ကလည်းပြောင်းလဲသူကလည်းပြောင်းလဲမှရှေ့ဆက်လို့ရမှာဒါပေမဲ့နှစ်ယောက်လုံးကပြောင်းလဲမှုကြတော့မလုပ်ကြဘူးပေါ့နော်ဒါပေမဲ့ရှေ့တော့ဆက်ချင်ကြတယ်ဆိုတော့အဲ့လိုမျိုးရှေ့ကိုမရောက်တဲ့သူတွေလည်းတစ်ချက်တွေ့ရတယ်ပေါ့နော်ဒါကြောင့်အဓိက energy ကကြတော့နှစ်ယောက်ရှေ့ဆက်ချင်တယ်ရှေ့လဲသွားချင်တယ်ဒါပေမဲ့ဘလို့တိုးမရွေ့တာမျိုးပဲဖြစ်ဘလို့တိုးရှေ့မရဘူးဒီနားမှာနေတန်တရားလဲနေတယ်တချို့တွေကြတော့လေပေါင်းဖက်လို့မရတဲ့ကံကြမ္မာကံတရားတစ်ခုခုရှိရဲ့ခြေနေကြောင်းပြချက်တစ်ခုရှိတဲ့အခါကျတော့ဒီ connection လေးကိုနှစ်ယောက်လုံးကနှမျောတတဖြစ်နေရတာမျိုးဒီတိုင်းအလားထိုင်ကြည့်နေရတာမျိုးဆိုရယ် energy လေးပေါ့နော်အဲ့ဒါလေးကအဓိကဖြစ်လိမ့်မယ်ပေါ့နော်ဒီဟာကကိုယ်နဲ့ energy ကြိုက်တယ်ဆိုရင်တော့ကိုယ် group ဟုတ်လိမ့်မယ်ပေါ့နော်မဟုတ်ရင်တော့တခြား group တွေရွေးကြည့်ပါရွေးကြည့်လို့မှမရှိရင်တော့ဒီ video ကကိုယ်တော့မဟုတ်လို့ဖြစ်လိမ့်မယ်ပေါ့နော်အဲ့ဒါဆိုရင်တစ်ဖက်လူကကိုယ်နဲ့ပတ်သက်ပြီးတော့မှပေါ့နော်ဗာလေးတွေတွေးနေတယ်လဲပေါ့နော်ကက်ကလေးကကြတော့ဒီ fire sweat ဆိုတဲ့ကလေးကြလာတယ်ပေါ့နော်ဒီတစ်ဖက်လူကပေါ့နော်ဗာတွေတွေးနေတယ်လဲဆိုရင်ကိုနဲ့ပတ်သက်ပြီးတော့မှပေါ့နော်သူကဘယ်လိုပြောမလဲအခုချိန်မှာတော့ပေါ့နော်သူကကိုယ်ကိုနည်းနည်းလေးတိတ်ပြီးတော့မှအားမလို့အားမရဖြစ်နေတယ်ဆိုတဲ့ပုံစံမျိုးတွေ့ရတယ်ကိုကဒီ connection နဲ့ပတ်သက်ပြီးလက်လွတ်လိုက်ချင်တာမျိုးအဆုံးသတ်ချင်လိုက်တော့တာမျိုးဒါမှမဟုတ်ကိုကသူ့စီကနေတခုလိုချင်တယ်ရချင်တယ်မျှော်လင့်နေပေါ့နော်အဲ့ဒါလေးသူလုပ်ပြီးမှပဲကိုကဒီ connection ကိုရှေ့ဆက်ဖို့အတွက်ခွန်အားတွေရမယ်ရှေ့ဆက်နိုင်စွမ်းရှိမယ်ပေါ့နော်ဒါကြောင့်အဓိကသူ့ဘက်ကလည်းကိုလိုအပ်နေတာလိုချင်နေတာကိုလည်းထုတ်မပေးနိုင်ဘူးကို
မျောလင့်ထားတယ်လည်းမဖြစ်တဲ့အခါကျတော့ကိုပုံစံလေးကနည်းနည်းလေးလက်လျှော့သွားခြင်းနဲ့ပုံစံမျိုးမြင်ရတယ်ပေါ့နော်ဒီတစ်ဖက်လူကကိုတော့မဟုတ်ပါဘူးတို့ငါတို့เนี่ยမပေါင်းဖက်နိုင်တော့ပါဘူးတို့ငါတို့เนี่ยမဖြစ်နိုင်တော့ပါဘူးဆိုပြီးကိုကနည်းနည်းလေးနောက်ကိုခြေလန်းတလန်းဆုပ်ထားတဲ့ပုံစံမျိုးမြင်ရတယ်အဲ့ဒါနဲ့ပတ်သက်ပြီးသူကအားမလို့အားမရဖြစ်တာပေါ့နော်သူတော်မှလက်မလျှော့သေးဘူးသူတော်မှစူးစမ်းနေတော့မယ်သူတော်မှမျှော်လင့်ချက်တွေထားပြီးတော့မှသူလှုပ်လို့ရတဲ့ဟာတွေစူးစမ်းပြီးလုပ်နေတာပဲပေါ့နော်ကိုကဘာလို့ဒီလိုမျိုးလွယ်လွယ်နဲ့အရှုံးပေးရတာလဲလွယ်လွယ်နဲ့နောက်ဆုတ်ချင်ရတာလဲဆိုပြီးတော့မှသူကနည်းနည်းလေးကိုဒေါသထွက်နေတဲ့ပုံစံမျိုးပေါ့နော်အဲ့ဒါမျိုးလေးမြင်ရတယ်ဒီချိန်မှာကိုနဲ့သူနဲ့ကအဲ့လိုမျိုးစိတ်သက်ကြန့်ခိုင်နေမှရမှာ strong ဖြစ်နေမှရမှာပေါ့နော်ဒီချိန်မှာတော့ဒီလောက်ထိ strong မဖြစ်နိုင်ဘူးကြမ်းကြမ်းမခံနိုင်ဘူးဆိုရင်ရှေ့အနာဂတ်ဆိုတာလုံးဝမဖြစ်နိုင်ဘူးပေါ့နော်ဒါကြောင့်မလို့သူတယောက်တည်းစူးစမ်းလေအလကားပဲပေါ့နော်ကိုလည်းရှေ့ဆက်မှာကိုလည်းစူးစမ်းမှရမှာဆိုတော့အဲ့ဒီကိုရဲ့စိတ်တွေကိုသူကပြန်စူးစီးပြီးတော့မှပေါ့နော်ဒီ connection အတွက်ပြန်ပြီးတော့မှတိုက်ပွဲဝင်စေခြင်းနဲ့ပြန်ပြီးတော့မှသူရင်ဆိုင်စေခြင်းနဲ့ဒီကိုရဲ့ပျောက်ဆုံးနေတဲ့ strength လို့ခေါ်တဲ့စိတ်သက်ခိုင်မာမှုကြန့်ခိုင်မှုတွေသူကပြန်ရှာရင်ကောင်းမှာပဲဆိုပြီးတော့မှပေါ့နော်အဲ့လိုလေးသူကကိုနဲ့ပတ်သက်ပြီးတွေးနေတယ်ဆိုတဲ့ဟာမျိုးမြင်ရတယ်ပေါ့နော်ဒါကတော့ကို့ပေါ်တွေးပေါ့နော်နောက်ပြီးတော့ဒီ connection ပေါ့နော်connection ပေါ်နဲ့ပတ်သက်ပြီးတော့မှပေါ့နော်သူဘာလေးတွေတွေးနေတယ်လဲဆိုရင်ကကြတော့ဒီ empress ဆိုတဲ့ကလေးကြလာတယ်ပေါ့နော်connection နဲ့ပတ်သက်လို့ကြတော့ပေါ့နော်သူကတော့ connection နဲ့ပတ်သက်ရင်သူကယုံကြည်မှုတွေကတော့အပြည့်အဝရှိရပေါ့နော်ခုနပြောသလိုပဲကိုကတော့လက်လျှော့ခြင်းနေပြီနောက်ပြီးတော့နှစ်ယောက်ချားထဲမှာအခက်အခဲတွေလည်းရှိတယ်ကန်တရားတွေလည်းရှိတဲ့အခါကျတော့ကိုကတော့မဖြစ်နိုင်တော့ဘူးလို့ထင်တာဒါပေမဲ့ तू ကじゃဒီကိစ္စတွေကကြော်လွှားလို့ရတယ်ဖြည့်ရှင်းလို့ရတယ်ဖြတ်တန်းလို့ရတယ်ဘယ်လိုပြောမလဲသူသာလိုချင်မယ်သူသာဖြစ်ချင်မယ်ကိုကလည်းလိုချင်မယ်ဖြစ်ချင်မယ်ဆိုရင်မလုံနိုင်စရာအကြောင်းမရှိလို့ तू ကတော့တွေးတယ်ပေါ့နော်ဒါကြောင့်ဘယ်လိုပြောမလဲနှစ်ယောက်လုံးအဆုံးထိတွန်းကြမယ်ဆိုရင်တော့ဒီကြောက်တုံးကြီးကတော့ရွေ့မှာပဲဒီခက်ခဲတွေကတော့တနေ့နေ့ပြီးသွားမှာပဲလို့ तू ကယုံကြည်တာပေါ့နော်ဒါကြောင့် connection နဲ့ပတ်သက်ရင်တော့ तू ကအမြဲတမ်း positive ပဲတွေးတယ်သူနဲ့ကိုယ်နဲ့ပေါင်းဖက်ဖြစ်မဲ့အနာဂတ်တွေသူနဲ့ကိုယ်နဲ့ရှေ့ဆက်လို့ရမယ့်ဟာလေးတွေတွေးပြီးတော့မှပဲသူကဖြတ်တန်းနေပေါ့နော်ဒါပေမဲ့လည်းသူ့စိတ်ထဲမှာရှိတယ်ပေါ့နော်ရှေ့ဆက်လို့မရရင်ရောဘယ်လိုလုပ်မလဲဒီနားမှာရင်ပြီးသွားရင်ရောဘယ်လိုလုပ်မလဲဆိုရင်သူကအဲ့ဒါတွေကိုတွေးပြီးပို့မနေဘူးပေါ့နော်နောက်ဖြစ်မှနောက်ရှင်းပေါ့နော်နောက်ဖြစ်မှနောက်ရှင်းဆိုတော့အဲ့လိုပေါ့ပြက်မျိုးပုံစံမျိုးမဟုတ်ဘဲနဲ့အဲ့ဒီအချိန်ကရောက်တော့မှပဲသူခံစားလိုက်မယ်ပေါ့နော်အခုချိန်ခုခါမှာသူနဲ့ကိုယ်နဲ့ပျော်လို့ရသေးတယ် enjoy လုပ်လို့ရသေးတယ်အမှတ်တရတွေအများကြီးဖန်တီးလို့ရသေးတယ်ဆိုတဲ့အခါကျဒီအချိန်ခိုက်တန်လေးကိုတန်ဖိုးထားပြီးသူပျော်အောင်နေလိုက်မယ်ဖြတ်တန်းလိုက်မယ်ပြောလို့မရဘူးပေါ့တော့ဒီလိုပျော်နေရင်ဖြတ်တန်းရင်လည်းပေါင်းဖက်လို့ရသွားတာလည်းဖြစ်နိုင်တာပဲဘသူကအနာဂတ်ကိုကြိုသိမှာလဲလို့သူကတွေးတယ်ပေါ့နော်ဒါကြောင့် connection နဲ့ပတ်သက်ရင်တော့သူကအရန် positive ဖြစ်တယ်ဆက်ပြီးစူးစမ်းမယ်ဖြစ်နိုင်ရေးရှိရလို့လေသူကမျောလင့်နေဆိုတဲ့ပုံစံမျိုးလေးပေါ့နော်အဲ့ဒါလေးလည်းမြင်ရတယ်နောက်ပြီးတော့တကယ်လို့ပေါ့နော်နှစ်ယောက်လုံးကစိတ်ရင်းမှန်နဲ့စူးစမ်းမယ်တကယ်ကိုပေါ့နော်လူချင်းဖြစ်ချင်နေဆိုရင်ဖြစ်လာလိမ့်မယ်လို့သူကမျောလင့်နေအဲ့ဒီခွင့်မပြုတဲ့သူတယောက်ပဲဖြစ်ဖြစ်ပိတ်ပင်တားဆီးထားတဲ့သူတခုခုအရာတခုခုဒါမှမဟုတ်လေကံတရားကြီးကတကားဖွင့်ပေးလိမ့်မယ်လို့သူကယုံကြည်ပြီးတော့မှရှေ့ဆက်နေရဆိုတဲ့ဟာလေးပေါ့နော်အဲ့ဒါမျိုးလေးတွေ့ရတယ်နောက်ပြီးတော့ connection ရဲ့အနာဂတ်နဲ့ပတ်သက်ပြီးတော့မှရောပေါ့နော်သူကဘာတွေတွေးနေတယ်လဲဆိုရင်ဒီမှာကတ်လေးအနေနဲ့ကကြတော့ coffin ပေါ့နော်ဆိုရဲကတ်လေးကြလာတယ်ဒီ connection ရဲ့အနာဂတ်နဲ့ပတ်သက်ပြီးတော့မှတော့ပေါ့နော်နည်းနည်းလေးတော့ဒီခုနအတွေးတွေနဲ့တော့စန့်ကျင်ဘက်ပေါ့နော်သူ့ဘက်ကလှုပ်ထိုက်တဲ့အရာလေးတခုကိုလောက်ရမယ်ပုံစံမျိုးမြင်ရတယ်ပေါ့နော်အဲ့လိုကိုနဲ့သူနဲ့ခဏလောက်ခွဲနေရတာမျိုးတို့အဆက်အသွယ်ဖြတ်လိုက်ရတာမျိုးတို့ဥပမာသူကြောင်းသွားတက်ရမှာတို့နိုင်ငံခြားထွက်ရတော့မှာတို့အဲ့လိုနှစ်ယောက် physical အရာပေါ့နော် physical အရာဆိုတော့လူချင်းဝေးမဲ့အရာတခုကိုသူလှုပ်ဖြစ်မယ်လောက်ရမယ်ဆိုတဲ့ဟာမျိုးမြင်ရတယ်ဒါပေမဲ့အဲ့လူချင်းဝေးမဲ့အရာကကြသူဘဝနဲ့သက်ဆိုင်နိုင်တယ်ပေါ့နော်သူကြောင်းသွားတက်တာတို့စီးပွားထွက်ရှာတာတို့ငွေထွက်ရှာတာတို့ဒါမှမဟုတ်လေအဲ့လိုသူဘက်ကညင်းလို့မရတဲ့အရာတခုကိုသူလောက်ရမှာပေါ့နော်အဲ့ဒါကတော့ကိုက်ညီရတော့တွေးယူကြည့်ပေါ့နော်ဒါကြောင့်အနာဂတ်နဲ့ပတ်သက်ရင်တော့သူကအဲ့လိုကိုနဲ့ဝေးရကိုထွက်သွားမယ်ကိုနဲ့ကိုစီနဲ့နီးရမျိုးမဟုတ်ဘဲနဲ့ဝေးရကိုထွက်သွားဖို့တော်ရှိတယ်ပေါ့နော်ဒါပေမဲ့လေသူကတော့ဖြတ်တန်းလို့ရတယ်ဆိုရင်အရှိရ energy တွေကတော့ရှိနေသေးလုံးပဲပေါ့နော်ဒါကြောင့်အနာဂတ်ကဒီလိုဖြစ်ပေမဲ့လေသူ့ရဲ့လက်ရှိ energy ကတော့ကောင်းနေတော့မယ်ပေါ့နော်အဲ့တိုင်းလေးတွေ့ရပါတယ်ဟုတ်ကဲ့ပါဒီနေ့ reading ကတော့ဒီလောက်ထိပါပဲဆုံးဖြတ်ကြည့်ရတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်ရှင်ဒီ reading နဲ့မသွားခင်ပေါ့နော် April 1ရက်ကနေ10ရက်နေ့အထိပေါ့နော် booking လာယူတဲ့သူတွေတိုင်းကိုပေါ့နော် 20% discount လေးရှိရပေါ့နော် package အသစ်လေးလည်းရှိရတဲ့အတွက်ကြောင့်မလို့ post မှာချပေးထားတဲ့ဒီ link ကနေတစ်ဆင့်ဝင်ကြည့်လိုက်ရင်ရပါတယ်ရှင်
Hello group 3ကိုရေးထားတဲ့သူတွေအားလုံးပဲမင်္ဂလာပါအရင်ဆုံး energy check လေးပေါ့နော်တစ်ဖက်လူနဲ့ကိုယ့်ရဲ့လက်ရှိအခြေအနေလက်ရှိ energy ကဘယ်လိုရှိသလဲဆိုရင်ကလေးအနေနဲ့ကကြတော့ဒီကပေါ့နော် grand trine blessing ဆိုတဲ့ကလေးကြလာတယ်ပေါ့နော်သူနဲ့ကိုနဲ့ကအခုလောလောလတ်လတ်ဆိုရင်ပေါ့နော်အရင်ကထပ်ပို့ပြီးတော့မှအဆင်ပြေလာပြီဆိုတဲ့ energy မျိုးလေးတွေမြင်ရတယ်ဒါကကံကြမ္မာကံတရားရလို့လည်းပြောလို့ရတယ်ဒါမှမဟုတ်နှစ်ယောက်လုံးရဲ့စူးစမ်းအားထုတ်မှုတွေနှစ်ယောက်လုံးရဲ့ကြော်ဖြတ်ခဲ့တာတွေရင်ဆိုင်ထားတဲ့ဟာလေးတွေကအဆင်ပြေသွားတာပေါ့နော်ဒါကြောင့်မလို့နှစ်ယောက်အရင်ကထပ်ပို့ပြီးနီးစပ်လာတဲ့အချိန်ကြီးလည်းပို့ပြီးတော့မှမြန်မြန်ဖြတ်တန်းပြတယ်နောက်ပြီးတော့ negative energy တွေလည်းမရှိသလောက်နည်းသွားပြီပေါ့နော်အဲ့လိုကိုယ့်ရဲ့စိတ်တန်ရာတွေကိုလည်းကိုက healing လုပ်နိုင်သွားပြီသူနဲ့လည်းအဲ့လိုဝေကျွေးတစ်ခုပြီးဆုံးသွားတာမျိုးပဲဖြစ်ဖြစ်သင်ခန်းစာတစ်ခုပြီးဆုံးသွားတာမျိုး chapter တစ်ခုပြီးသွားပြီဆိုတော့ energy မျိုးလေးတွေမြင်ရတယ်ဒါကြောင့်မလို့သူရောကိုရောနှစ်ယောက်လုံးကရှေ့ကိုဘယ်လိုမျိုးဆက်ကြမလဲရှေ့မှာဘာတွေလာမလဲစသဖြင့်ရှေ့မှာဒီထက်ပိုကောင်းတဲ့ဟာတွေပဲလာတော့မယ်ဆိုတော့နှစ်ယောက်လုံးကတိထားတယ်ပေါ့နော်တိထားတဲ့အတွက်ကြောင့်မလို့အဲ့ဒီကောင်းခြင်းတရားလေးတွေကိုသူမျောလင့်နေတာပေါ့နော်နှစ်ယောက်လုံးကမျောလင့်နေတာမျိုးစောင့်စားနေတာမျိုးမြင်ရတယ်ပေါ့နော်ဒါကသူနဲ့ကိုရဲ့အနာဂတ်ကတိကြတယ်တေးကြတယ်အဲ့ဒီအရာတခုကိုနှစ်ယောက်လုံးကစောင့်နေတာပေါ့နော်ဥပမာနှစ်ယောက်လက်ထပ်ဖို့လောက်တေးကြပြီဘယ်ချိန်လက်ထပ်မလဲဆိုတာစောင့်နေတာမျိုးနှစ်ယောက်လူချင်းတွေ့ဖို့တေးကြသွားပြီဘယ်ချိန်တွေ့မလဲဆိုတာစောင့်နေတာမျိုးပေါ့နော်စသဖြင့်အဲ့လိုမျိုးပျော်စရာခိုက်တန်တခုကိုနှစ်ယောက်ဒီထက်ပိုပြီးညီးစားမဲ့ခိုက်တန်တခုကိုနှစ်ယောက်လုံးကမျှော်ကြည့်နေကြတာစောင့်နေကြတာဆိုပြီးတော့မှပေါ့နော်အဲ့လိုပုံစံမျိုးလေးမြင်ရတယ်တကယ်လို့အဲ့လိုမျိုးလေးနဲ့တဲ့ဆက်ဆံရေးမျိုးမဟုတ်ဘူးပေါ့ပဆက်ဆံရေးဆိုရင်တောင်မှပေါ့နော်အဲ့လိုသူနဲ့ကိုနဲ့ခရီးမှာအတူတူတွေ့ရမှာမျိုးတို့သွားရမှာမျိုးတို့ date လုပ်တာမျိုးတို့ hang out လုပ်တာမျိုးတို့အဲ့လို energy တွေလည်းမြင်ရတယ်ဒါကြောင့်အဓိကတော့သူနဲ့ကိုနဲ့ event တစ်ခုခုရှိရဲအဲ့ဒါလေးကိုမျောနေတယ်စောင့်နေတယ်နှစ်ယောက်ကဒီမျောလင့်နေကြတယ်ပေါ့နော်အဲ့လို energy မျိုးလေးတွေ့ရတယ်ဒါကတော့ energy ချက်ပေါ့နော်ဒီဟာလေးကကိုနဲ့ကြိုက်တယ်ဆိုရင်တော့ကို group ဟုတ်လိမ့်မယ်မဟုတ်ရင်တော့တခြား group တွေရွေးကြည့်ပါရွေးကြည့်လို့မှမရှိရင်တော့ဒီ video ကကိုတော့မဟုတ်လို့ဖြစ်လိမ့်မယ်ပေါ့နော်အဲ့ဒါဆိုရင်တစ်ဖက်လူကကိုနဲ့ပတ်သက်ပြီးတော့မှဘာတွေတွေးနေသလဲပေါ့နော်ကလေးကကြတော့ဒီ7 of Pentacles ဆိုတဲ့ကလေးကြလာတယ်ပေါ့နော်ဒီကိုအကြောင်းတွေးနေတာကကြတော့ပေါ့နော်အဲ့လိုကိုယ့်ရဲ့ကောင်းကွက်လေးတွေကောင်းချက်လေးတွေကိုပဲသူကတွေးပြီးတော့မှအဲ့လိုရင်ခုန်နေတာမျိုးစိတ်လှုပ်ရှားနေတာမျိုးတွေ့ရတယ်အဓိကဒီ connection ကယုံကြည်မှုတည်ဆောက်ပြီးသား connection တစ်ခုလို့လည်းမြင်ရတယ်ပေါ့နော်အဲ့လိုတယောက်နဲ့တယောက်အများကြီးဖြတ်တန်းပြီးကြပြီတယောက်ကိုတယောက်လည်းယုံကြည်ပြီးကြပြီပေါ့နော်အဲ့လိုအခက်ခဲတွေအများကြီးလည်းဖြတ်တန်းပြီးပြီဆိုတဲ့အခါကျတော့အဲ့လိုတယောက်ကြောင်တယောက်ထဲဝင်တည်နေကြတဲ့ဆက်ဆံရေးဆိုတဲ့ energy မျိုးမြင်ရတဲ့အခါကျတော့ဒီကိုယ့်ပုံမှာလည်းသူကကိုယ့်ရဲ့တကယ်ရှိကိုရှိတိုင်းကြီးကိုလည်းသူအကုန်လုံးမြင်ပြီးကိုယ့်ရဲ့စိတ်ရင်းတွေကိုယ့်ရဲ့စေတနာတွေကိုလည်းသူသိပြီးဆိုတဲ့အခါကျတော့သူစိတ်ထဲမှာကိုယ်နဲ့ပတ်သက်ပြီးတော့မှကောင်းတဲ့အမှတ်တရလေးတွေပဲများသောအားဖြင့်ရှိတယ်ကိုယ့်ရဲ့ကောင်းကွက်လေးကိုပဲသူကတတွေးပြီးတော့မှတတိယနေတယ်ရင်ခုန်နေတယ်စိတ်လှုပ်ရှားနေတယ်ကိုယ်ကိုစောင့်နေတယ်ဆိုတဲ့ energy မျိုးလေးတွေလည်းမြင်ရတယ်ပေါ့နော်တကယ်လို့များဒီလေးနဲ့တဲ့ဆက်ဆံရေးမျိုးမဟုတ်ဘူးဆိုရင်တော့မှသူကကိုယ့်ပုံစံလေးကိုသူတော်တော်လေးသဘောကျတယ်ပေါ့နော်ကိုသူ့ကိုပြဘူးတဲ့ဓာတ်ပုံလေးတွေတို့ဒါမှမဟုတ်ရင်လည်းသူ့ပုံမှာပြောတဲ့စကားလေးတွေလို့ဖုံးပြောဘူးတဲ့ဆိုရင်လည်းကိုယ့်ရဲ့အတန်လေးတွေလို့စသဖြင့်သူသဘောကျတယ်ပေါ့နော်သဘောကျတဲ့အတွက်ကြောင့်မလို့ဒီထက်ပိုပြီးသိကျင်တယ်ဒီထက်ပိုပြီးရင်းနှီးကျင်တယ်အဲ့ဒီခိုက်တံကိုသူပို့ပြီးတော့မှတွေးနေတယ်စိတ်ကူးရင်နေတယ်နည်းနည်းလေးအဲ့လိုမျိုးစိတ်ကူးနဲ့တွေးပြီးပြောနေတယ်ဆိုတော့ energy မျိုးလေးပေါ့နော်အဲ့ဒါမျိုးတွေတွေးရတယ်ဒါကြောင့်သူ့ရဲ့အတွေးထဲမှာတော့ကိုရင်ခုန်တယ်စိတ်လှုပ်ရှားတယ်စောင့်နေတယ်မျောနေတယ်အဲ့လိုမျိုးစိတ်ကူးရင်နေတယ်ဆိုတဲ့ဟာမျိုးလေးပေါ့နော်အဲ့ဒါမျိုးလေးတွေးရတယ်နောက်ပြီးတော့ connection နဲ့ပတ်သက်ပြီးတော့မှရောပေါ့နော်တစ်ဖက်လူကဘာတွေတွေးနေတယ်လဲကကြတော့ဒီ Ace of Pentacles ဆိုတဲ့ကလေးကြလာတယ်ပေါ့နော် connection နဲ့ပတ်သက်ပြီးတော့မှတော့သူကတော့အပြည့်အဝယုံကြည်ချက်ရှိရပေါ့နော်ဘယ်လိုပြောမလဲဒီ connection ကအသေးချာပေါက်ရရှိသွားလို့ရတယ်လို့သူနဲ့ကိုနဲ့တယောက်နဲ့တယောက်သေချာသွားပြီပေါ့နော်ကို့မှလည်းသူ့ကို့မှလည်းသူ့ပြင်တခြားတယောက်မရှိဘူးသူ့စီမှာလည်းကို့ပြင်တခြားတယောက်မရှိဘူးဒါကြောင့်မလို့နှစ်ယောက်နောက်ဆုံးအဆုံးသတ်ဖို့ပဲလိုအပ်တယ်ပေါ့နော်ဥပမာလက်ထပ်လိုက်ဖို့တို့အတူတူနေဖို့တို့လက်ထပ်စာချုပ်မှာလက်မှတ်ထိုးဖို့တို့ဒါမှမဟုတ်မိဘတွေတွေ့ဖို့တို့တိုင်ပင်ဖို့တို့စသဖြင့်ပေါ့နော်အဲ့လိုမျိုးပဲတခြားဟာတွေပဲလိုအပ်တော့တာပေါ့နော်တယောက်နဲ့တယောက်က commitment ရှိထားပြီးသားဆိုတဲ့အခါကျတော့ connection နဲ့ပတ်သက်ရင်လည်းသူကအရန်ကိုယုံကြည်ရစိတ်ချရဲပေါ့နော်အဲ့လိုမျိုးနှစ်ယောက်ဒီထက်ပိုပြီးတော့မှမိသားစုလိုမျိုးတိုင်တိုင်ဝဲဝဲနဲ့နေတာမျိုးနောက်ပြီးတော့ဒီသားသမီးလေးတွေမွေးတာမျိုးစသဖြင့်အဲ့ဒါမျိုးလေးတွေပဲသူကတွေးနေတယ်ပေါ့နော် connection နဲ့ပတ်သက်ရင်လည်းပြည့်စုံပြီလုံလောက်ပြီပေါ့နော်ဘာမှထပ်မလို့တော့ဘူးဆိုတဲ့ဟာမျိုးမြင်ရတယ်တကယ်လို့ပေါ့ဆက်ဆံရေးဆိုရင်လည်းသူကကိုတော်တော်လေးတော့သဘောကျနေပြီပေါ့နော်ဒါကြောင့်သူဘက်ကရှေ့တိုးလာနိုင်ခြေရှိတယ်နောက်ပြီးတော့အ
တီတွဲဖို့ပဲဖြစ်ဖြစ် situationship ဆိုရင်လည်းအဆင့်တက်ဖို့ပဲဖြစ်ဖြစ်ဒါမှမဟုတ်သူ့ကိုလေးလေးစားစားလေးနဲ့ဆက်ဆံပေးဖို့အတွက်ကမ်းလှမ်းတာမျိုးတွေရှိနိုင်နေပေါ့နော်အဲ့လိုမျိုးဖွင့်ပြောတာတို့စကားလမ်းကြောင်းဖွင့်ပေးတာတို့စသဖြင့်ကိုယ့်ကိုပို့ပြီးတော့မှချင်းကပ်တာတို့ကမ်းလှမ်းတာတို့စသဖြင့်အဲ့ဒါမျိုးလေးလုပ်ဖို့အတွက်တော့သူကတွေးနေတယ်ပေါ့နော်ဒါကြောင့်ပေါ့ပေါ့ပါဆက်ဆံရေးဆိုရင်လည်းအဆင့်တက်ဖို့ရှိရပေါ့နော်အဲ့ဒါမျိုးတွေမြင်ရတယ်နောက်တစ်ခုကကြတော့ဒီ connection ရဲ့အနာဂတ်နဲ့ပတ်သက်ပြီးတော့မှပေါ့နော်နှစ်ယောက်ရဲ့အနာဂတ်နဲ့ပတ်သက်ပြီးတော့မှသူကဘာတွေတွေးနေတယ်လဲဆိုရင်ကအနေနဲ့ကကြတော့ဒီ distant horizon ဆိုတဲ့ကလေးကြာလာတယ်ပေါ့နော်ဒီ connection နဲ့ပတ်သက်ပြီးတော့မှပေါ့နော်အနာဂတ်နဲ့ပတ်သက်ပြီးတော့သူကတော့ဇက်တိုက်ရှေ့ကိုရွေ့သွားဖို့အတွက်ပဲသူကတော့ season နဲ့တွေးတယ်ပေါ့နော်အဓိကသူ့ရဲ့ energy သူ့ရဲ့ပုံစံကကြတော့နည်းနည်းလေးနှစ်ယောက်တည်းတကဘာဖြစ်ချင်နေဆိုရဲဟာပြီးမြင်ရတယ်နှစ်ယောက်တည်းတကဘာဆိုတာအဲ့လိုတခြားသူတွေမပါလာစေချင်ဘူးတခြားသူတွေမရှိစေချင်ဘူးအဲ့လိုနှစ်ယောက်ကတယောက်နဲ့တယောက်တော့သိကြတယ်ဒါပေမဲ့ဂျားထဲမှာတငယ်ချင်းတွေအရန်များနေတာမျိုးတို့မိသားစုအတိုင်းဝိုင်းတွေရှိနေတာမျိုးတို့အဲ့လိုမောင်နှမတွေပါတို့ဒီမလုပ်ချင်ဘူးပေါ့နော်ဒါကြောင့်မလို့သူကဒီနှစ်ယောက်ရဲ့အနာဂတ်မှာပေါ့နော်အဲ့လိုမျိုးဒီဘေးလူတွေမရှိရဲ့ဒီနှစ်ယောက်တည်းတကဘာတို့နှစ်ယောက်တည်းညီစရာတို့နှစ်ယောက်တည်းပဲအများနဲ့တွေ့ပြီးဖြတ်တန်းရတယ်ညမဲ့ပုံစံမျိုးလေးသူစိတ်ကူးရင်နေတာမျိုးပုံဖော်နေတာမျိုးမြင်ရတယ်ပေါ့နော်ဒါကြောင့်သူ့ရဲ့အနာဂတ်ကကြတော့တခြားသူတွေမရှိဘဲနဲ့ကိုယ်နဲ့နှစ်ယောက်တည်း enjoy လုပ်လို့ရမယ်အနာဂတ်လေးကိုသူကမျှော်လင့်နေတယ်တောင်းတနေတယ်ဆိုတဲ့ဟာမျိုးမြင်ရတယ်ပေါ့ပေါ့ပါဆက်ဆံရေးသမားတွေအနေနဲ့ကလည်းအတူတူပဲပေါ့နော်နှစ်ယောက်တွေ့တဲ့အခါဆုံးတဲ့အခါမှာအဲ့လိုတခြားကိစ္စတွေတခြားနောက်ဆက်တွေပတ်ဝန်းကျင်ကစူညံတာတို့တခြားလူတွေဝင်လာတာမျိုးတို့တခြားသူတွေပါလာတာမျိုးတို့စသဖြင့်ရှိနိုင်တယ်ပေါ့နော်အဲ့ဒီဟာတွေသူမရှိအောင်သူစူးစမ်းမယ်နှစ်ယောက်တည်းအေးစစ်စစ်တိတ်တိတ်ဆိတ်ဆိတ်နဲ့တွေ့လို့ရမယ်နေရာမျိုးကိုသူစီစဉ်ပြီးတော့မှဒီ relationship လေးကိုသူအကောင့်ထဲပေါ်တာမျိုးပဲဖြစ်တေချာလေးကိုယ်နဲ့သွားကြည့်မယ်ဆိုရယ်စီစဉ်မျိုးတွေပေါ့နော်အဲ့ဒါမျိုးလေးတွေသူတွေးနေတယ်ဆိုတာမျိုးမြင်ရပါတယ်ဟုတ်ကဲ့ပါဒီနေ့ reading ကတော့ဒီလောက်ထိပါပဲဆုံးဖြတ်ကြည့်ပြတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်ရှင်